ဘယ်နောက်ဆုံးပဲဒီနောက်ဆုံးပဲနောက်ဆုံးပဲဒီဘက်နောက်ဆုံးပဲဒီလေးတို့တားတဲ့လူတွေအားလုံးနောက်ဆုံးပဲပါနောက်ဆုံးပါတားတဲ့လူတွေနောက်ဆုံးလိုက်အခုတို့ဓာတ်ပုံခေါင်းမဝင်လို့ခေါင်းထဲမဝင်လို့နော်ခေါင်းထဲမဝင်လို့ပါကဲမတ်တဲ့ဓာတ်ပုံလေးနဲ့ဗီဒီယိုမှတ်တမ်းလေးတွေအရင်ရိုက်ပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဖဲကြိုးဖြတ်မဲ့ဒီကြီးမများကျွန်တော်တို့ဒါဖဲကြိုးဖြတ်ရဲ့မင်္ဂလာကကြီးလေးတွေလက်မှာကင်ဆောင်ထားပေးပါခင်ဗျာအဲ့လိုလက်မှာကင်ဆောင်ပြီးတော့အဲ့တော့ကကြီးလေးတွေမဖြတ်သေးပါဘူးဖဲကြိုးလေးပေါ်တင်ထားပေးပါအမတ်ရဲ့ဓာတ်ပုံလေးရဲ့မဲ့ဆိုမဖြတ်သေးပါဘူးခံလေးပဲဖဲကြိုးလေးမှာတင်ထားပေးပါခင်ဗျာကောက်တောင်းလေးပြင်ခေါ်ပေးပါမယ်ကောက်တောင်းလေးခေါ်ပြီးတော့မှအတူတကွာဝင်တို့ဒီမင်္ဂလာဖဲကြိုးလေးကိုဒီလိုဖြတ်တောက်ကြပါမယ်ရှင်ဟုတ်ကဲ့ပါတော့ကျွန်တော်မန်းကိုများဓာတ်ပုံရိုက်ကူးပြီးလို့ရှိရင်တစ်ချက်လောက်ပြောပေးပါဦးနော်ဝင်တို့မင်္ဂလာဖဲကြိုးလေးကိုစတင်ပြီးတော့ဖြတ်ပေးပါမယ်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာရှိရဲ့အဲ့တော့လူကြီးမင်းများအနေနဲ့ဘောလုံးလေး၄ဘောလွင့်သွားပြီဆိုလို့ရှိရင် Royal